真的呢？我没盯得到，你有啥困难？你那地路了？မသိပါဘူးဟာတခါမှတော့မမြင်ဘူး 哎呦哎呦，那老，我前头我旁边路的，ကျွန်တော်တန်ရှင်းတာလို့တော့ပါ 哎呀，哎那个就是的空了没啦？မဟုတ်ပါဗျဒါအမိုက်တို့ကဘုံမှန်ကြီးကဖုန်းလို့ခြင်းနေဆိုတဲ့ကိုကြီးကဝယ်ပေးခြင်း 我到几个风这个，差两万呢，八两万呢，啊？ မင်းကဖုန်းလို့ခြင်းနေဆိုငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့သူများကျုပ်တို့မောင်တော်လေးတတ်တတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်တင်းနဲ့စီပင်ဝင်လဲဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးကတော့မတိတ်ခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်းတီဗီရောမှာဖြစ်နေတယ်ထမင်းတူတူမစားချင်ဘူး စီဝိုင်းတင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာရအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါနာကြောတဲ့ကိုနီရှောင်းလို့သာသွားဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူဓမင်းစားမှာဆိုတမင်ရင်စားဖို့လှုပ်ထားကြရဲဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟော့နေရော့စရာကြီး 真的呢？我没盯得到，你有啥困难？你那地路了？ မသိပါဘူးဟာတခါမှတော့မမြင်ဘူး 哎呦哎呦，那老，我前头我旁边路的， ကျွန်တော်တန်ရှင်းတာလို့တော့ပါ 哎呀，哎那个就是的空了没啦？ မဟုတ်ပါဗျဒါအမိုက်တို့ကဘုံမှန်ကြီးကဖုန်းလို့ခြင်းနေဆိုတဲ့ကိုကြီးကဝယ်ပေးခြင်း 我到几个风这个，差两万呢，八两万呢，啊？ မင်းကဖုန်းလို့ခြင်းနေဆိုငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့သူများကျုပ်တို့မောင်တော်လေးတတ်တတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်တင်းနဲ့စီပင်ဝင်လဲဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးကတော့မတိတ်ခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်းတီဗီရောမှာဖြစ်နေတယ်ထမင်းတူတူမစားချင်ဘူး စီဝိုင်းတင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာရအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူဓမင်းစားမှာဆိုတမင်ရင်စားဖို့လှုပ်ထားကြရဲဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟော့နေရော့စရာကြီး
လုပ်တာဟမ် ဟောကျွန်တော်တန်ရှင်းရတာလုပ်တော့ပါ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ပါမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် ဩသာကြီးပါဖုန်းကျောက်ကဖားလို့ပါလေဖားလို့ပါလေဟမ် မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာအမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျကျုပ်တို့မောင်တော်လေးတက်တက်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတာသူတို့သိသွားလို့ရှင်ညီမလေးကတော့မသိခါကြဘူးကိုရအောင်မတွေ့မိလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှာတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်သူတို့တူစားကြည့်ဘူး ပညာစီဝိုင်းပင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တော့လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားမှာဆိုတမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟော့နေညွန့်စရာကြီး ခက်ခဏဟိုမိုက်တင်းတဲ့တော့ညောင်းထားခွင့်လည်းနည်းနည်းသိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့တာဟမ် ဟောကျွန်တော်တန်ရှင်းရတာလုပ်တော့ပါ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ပါမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် ဩသာကြီးပါဖုန်းကျောက်ကဖားလို့ပါလေဖားလို့ပါလေဟမ် မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာအမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျကျုပ်တို့မောင်တော်လေးတက်တက်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတာသူတို့သိသွားလို့ရှင်ညီမလေးကတော့မသိခါကြဘူးကိုရအောင်မတွေ့မိလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှာတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်သူတို့တူစားကြည့်ဘူး ပညာစီဝိုင်းပင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တော့လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားမှာဆိုတမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟော့နေညွန့်စရာကြီး
နဲ့တော့နင်တို့နှစ်ယောက်ခွက်နဲ့နင်လည်းသိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့လဲဟမ် ဟောကျွန်တော်တန်ရှင်းရတာလို့တော့ပါ အမေအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် ဘောတော့ကီးပါဖုန်းကျောက်ကဖားလေးပါလေဖားလေးပါလေဟမ် မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာအမိုက်သွားကျုံပြီးတော့ကြိုးစားခဲ့သူများကျုံတဲ့မောင်တော်လေးတတ်တိတ်လာချနေ အဲ့လေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီမံဝင်လဲဆိုတော့သူတို့သိသွားလို့ရှင်ညီမလေးကတော့မသိခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်ထမင်းတူတူစားကြည့်ပါ ပြင်းများစီဝိုင်းပြင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တော့လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနူနူတွေ့ဦးမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစာဒုက္ခပါပဲဟာသူနဲ့တူထမင်းစားရမှာဆိုတော့တမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတုံးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟုတ်နဲ့ညွန့်စရာကြီး ဟဲ့ကနာဟိုမိုက်သိနေတော့နင်တို့နှစ်ယောက်ခွက်နဲ့နင်လည်းသိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့လဲဟမ် ဟောကျွန်တော်တန်ရှင်းရတာလို့တော့ပါ အမေအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် ဘောတော့ကီးပါဖုန်းကျောက်ကဖားလေးပါလေဖားလေးပါလေဟမ် မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာအမိုက်သွားကျုံပြီးတော့ကြိုးစားခဲ့သူများကျုံတဲ့မောင်တော်လေးတတ်တိတ်လာချနေ အဲ့လေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီမံဝင်လဲဆိုတော့သူတို့သိသွားလို့ရှင်ညီမလေးကတော့မသိခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဘူးခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်ထမင်းတူတူစားကြည့်ပါ ပြင်းများစီဝိုင်းပြင်ကတွေ့ကြမြဲရင်များလူမမြင်အောင်တော့လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနူနူတွေ့ဦးမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလောက်ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစာ ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားရမှာဆိုတော့တမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတုံးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟုတ်နဲ့ညွန့်စရာကြီး
ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် 我到第一个风这个发了我呢，发了我呢啊！ မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းကိုမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့သူများကျုပ်တို့မောင်တော်လေးတတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီမံဝင်လဲဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးကတော့မတိတ်ခါကြဘူးကိုကြီးအဲ့ဒါမတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဟုတ်ခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်သူတို့တူအစားချင်ဘူး ပြင်းများစီဝိုင်းပြင်းကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေဥမာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်မြုံလေးမှာတန်ရောစင်နဲ့ရဲလို့ထားတဲ့ကဘာနေပါနာကြောတဲ့ကိုနီရှောင်းလို့လာသွားဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားရမှာဆိုတော့တမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားရနေတောက်ခံနေချောင်းကတဟုတ်ဟုတ်နဲ့ညွန့်စရာကြီး ဟုတ်တယ်နော်ဟိုမိုက်တင်းတဲ့တော့ညနှောက်ခွက်နဲ့နင်လည်းသိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟေးဟေးညလောင်ခွေးခြံထဲကိုဘာဝင်လို့လဲဟမ် ကျွန်တော်တန်ရှင်းရတာတော့တော့ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် 我到第一个风这个发了我呢，发了我呢啊！ မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းကိုမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့သူများကျုပ်တို့မောင်တော်လေးတတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီမံဝင်လဲဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးကတော့မတိတ်ခါကြဘူးကိုကြီးအဲ့ဒါမတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဟုတ်ခါပါလေဟာ ညီမလေးလည်း TV ရောမှာဖြစ်နေတယ်သူတို့တူအစားချင်ဘူး ပြင်းများစီဝိုင်းပြင်းကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေဥမာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်မြုံလေးမှာတန်ရောစင်နဲ့ရဲလို့ထားတဲ့ကဘာနေပါနာကြောတဲ့ကိုနီရှောင်းလို့လာသွားဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားရမှာဆိုတော့တမင်ရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်တက်လာတိုးနေ အေးလေစားရနေတောက်ခံနေချောင်းကတဟုတ်ဟုတ်နဲ့ညွန့်စရာကြီး
မှမမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့တာဟမ် ကျွန်တော်တန်ရှင်းရတာလို့တော့ပါ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် 我到几个风就个，操你妈的，把你妈的，啊！ မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျာကျုပ်တို့မောင်တော်လေးတတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတာသူတို့သိသွားလို့ရှင်ညီမလေးဘက်တော့မသိခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိတယ်ဟုတ်ကဲ့ပါဗျာ ညီမလေးလည်းတီဗီရောမှာဖြစ်နေတယ်ထမင်းတူတူစားချင်တယ် ပြင်းများစီဝိုင်းပြင်းကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်မြေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလို့ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားမှာဆိုတော့တမင်အရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်လာတိုးနေ အေးလေစားရနေတောက်ခံနေချောင်းကတဟုတ်ဟော့နေညွန့်စရာကြီး ခက်တယ်နော်ဟိုမိုက်တင်းတဲ့တော့ညနှောက်ခွက်နဲ့နင်လည်းတိလို့လား မသိပါဘူးဟာတခါမှမမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့တာဟမ် ကျွန်တော်တန်ရှင်းရတာလို့တော့ပါ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မကြီးလေးကဖုန်းလိုချင်တယ်ဆိုတော့ကိုကြီးကဝယ်ပေးချင်တယ် 我到几个风就个，操你妈的，把你妈的，啊！ မင်းကဖုန်းလိုချင်တယ်ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျာကျုပ်တို့မောင်တော်လေးတတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတာသူတို့သိသွားလို့ရှင်ညီမလေးဘက်တော့မသိခါကြဘူးကိုရအောင်မတွေ့မိဘူးလား ငယ်မပြောနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိတယ်ဟုတ်ကဲ့ပါဗျာ ညီမလေးလည်းတီဗီရောမှာဖြစ်နေတယ်ထမင်းတူတူစားချင်တယ် ပြင်းများစီဝိုင်းပြင်းကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်မြေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနုနုတွေ့ဥမှာဆိုတဲ့ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလို့ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစား ဒုက္ခပါပဲဟာသူနဲ့တူထမင်းစားမှာဆိုတော့တမင်အရင်စားဖို့လှုပ်ထားတာလေဆိုမှာပဲတက်လာတိုးနေ အေးလေစားရနေတောက်ခံနေချောင်းကတဟုတ်ဟော့နေညွန့်စရာကြီး
ခက်ခဏဟိုမိုက်တင်းနဲ့တော့ညွန့်ထားခွင့်လည်းနည်းနည်းသိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး ဟေးလက်လောင်ခွေးခြံထဲကိုဘာဝင်လို့လဲဟမ် ဟောကျွန်တော်တန်ရှင်းတာလို့တော့ အမေအိမ်ထဲကပစ္စည်းတွေခိုးလာမလားဟမ် မဟုတ်ပါဗျာဒါအမိုက်တို့ကမောင်မီလေးကဖုန်းလို့ခြင်းနဲ့ဆိုတော့ကိုကြီးကဝယ်ပေးခြင်း အော်တော့ဒီဘဖုန်းကျောက်ဘာလို့မလဲဘာလို့မလဲဟမ် မင်းကဖုန်းလို့ခြင်းနဲ့ဆိုတော့ငါတီဖုန်းမရမကကြိုးစားပြီးတော့ငါဝယ်ခဲ့ရတာ သူညာအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျာကျုပ်တို့မောင်တော်လေးတတ်တိတ်လာချနေ အေးလေညီမလေးအကွာလမ်းလေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတော့သူတို့သိသွားလို့ရှင်ညီမလေးကတော့မသိခါကြဘူးကိုရအောင်မတွေ့မိလား ငယ်မပြောမနေပါနဲ့ဟာကိုကြီးကပညာမှမတတ်ဘူး ကျွန်တော်မှတီဗီရောကရှိဘုခါပါဗျာ ညီမလေးလည်းတီဗီရောမှာဖြစ်နေတယ်ထမင်းတူတူစားကြည့်မယ် ပြင်းများစီဝိုင်းပြင်းကတွေ့ကြမြဲရင်များလူမမြင်အောင်တုတ်လိုက်ပါမယ်နေလျှောက်ပါဒီဘဝကြီးခင်လို့ထားတယ်ဝါနူနူတွေ့ဥမှာဆိုတယ်ကလေးငယ်တွေရဲ့ကိုကြီးဖာယာအဒီတိုင်ညုံလေးမှာတန်ရောစင်နဲ့ရဲလို့ထားတဲ့ကဘာနေပါငါကြောတဲ့ကိုနီရှောင်းလို့သာသွားအဒီအတားတွေမှာရောင်နေမပါငါဆိုတာအပေကမြေစားဒုက္ခပါပဲဟာသူနဲ့တူထမင်းစားမှာဆိုတမင်အရင်စားဖို့လှုပ်ထားကြရဲဆိုမှာပဲတက်လာတိုးနေ အေးလေစားကန်နေတောက်ခံနေချောင်းကတဟုတ်ဟော့နေရော့စရာကြီး